ဒေါက်တာမာတင်လိုမျိုးဖက်နှက်တွေကိုဒီလိုပြုလုပ်ကြတာပါတင်တာဖက်နှက် crazy တယောက်ဆိုဒေါက်တာမာတင် brand ကိုသိမှာပါဒေါက်တာမာတင်လိုအရေးသေးကောင်းတဲ့ဖက်နှက်တွေကိုကိုယ်တိုင်ပြုလုပ်ကြည့်ခြင်းတော့ဒီဗီဒီယိုလေးကတင်တော့ပါပဲအရင်ဆုံးတရေကောင်းကောင်းလေးကိုတင်းချတော့အတိုင်းနဲ့အကိုက်ဖြတ်လိုက်ပါပြီးရင်ရှုဖက်နှက်ပုံစံညှက်လိုက်ပါထိတ်မှာဖက်နှက်ကကော်လေးကပ်ပြီးတော့အလားစင်ပစ္စည်းလေးနဲ့အလားစင်ပါမယ်အဲ့ဒီအဆင့်နေပြီးရင်တော့တသားချတော့ပုံစံတူမှာဖက်နှက်ချုပ်တန်နေနဲ့ရိုက်ကပ်လိုက်ပါထွန်းနေတဲ့မကြီးမညာတရေစားတွေချုံးမွေသွားအောင်လို့ကော်ဘက်စားစက်နဲ့ပုတ်ပါမယ်ဖက်နှက်ခုံအတွက်ခြေပွားအတိုင်းနဲ့အကိုက်ထပ်ဖြတ်ပါမယ်ဖက်နှက်အောက်ကထောင်လေးအနည်းငယ်ထည့်ဖို့အနေတော်ထောင်လေးကိုဖက်နှက်ကကော်နဲ့တုပ်ပြီးတော့ဖက်နှက်ခုံမှာတွဲကပ်လိုက်ပါအဲ့လိုနည်းနဲ့ပဲနောက်တစ်ဖက်ထပ်လုပ်လိုက်ပါအောင်ပြီးရင်တော့တရေတွေအသားကျသွားအောင်မွေးကင်းစကလေးတွေမီးပြသလိုခဏမီးပြပေးလိုက်ပါမယ်နောက်ဆုံးစင်းအနေနဲ့ကတော့ဖက်နှက်ခုံနဲ့ဖက်နှက်အပေါ်ပိုင်းကိုမြဲသွားအောင်တူးနဲ့ထုပါမယ်ဒါဆိုရင်တော့ရှူဖက်နှက်လှလှလေးတရံရတော့ပါပြီအတွင်းထဲကတသားခြေထောက်ပုံစံတူကိုထုတ်ပြီးသွားရင်တော့ချက်ချင်းပဲစီးနိုင်ပါပြီဒေါက်တာမာတင်ဖက်နှက်တွေလိုကဘာကိုထိုးဖောက်ခြင်းဒီလိုမျိုးဖက်နှက်လိုက်လုပ်ကြည့်ကြပါ